FPN ကနေပြီးတော့တင်ပါရဲ့ Group Education ပဲတဲ့။ဒါပေမဲ့ January 31 ရက်နေ့ကိုရမောက Novotel Max မှာလုံးမှာ။တမိုင်းရဲ့3နိုင်ရှိရဲ့ ဟုတ်တယ်ငါလည်းနင်းတို့အိတ်ပွဲကြောင်းပြောမလို့အဲ့ပွဲမှာဆိုလို့ရှိရင်ကွာငါတို့လိုမျိုးနိုင်ငံသားသွားချင်တဲ့လူတွေအတွက်ဘယ်နိုင်ငံရဲ့ဘယ်ကြောင်းကိုနဲ့တင့်တော်လဲကျောင်းသားကဘယ်လောက်ကုန်လဲဗီဇာကြေးတွေဘယ်လောက်ပေးရမလဲကျောင်းတင်းသွားလို့ရှိရင်ရောဘလို့အလုပ်ကင်ခွင့်တွေရှိလဲဆိုတော့ပွဲမှာပါတဲ့ကျောင်းရဲ့တာဝန်ရှိသူတွေနဲ့ကွာဓာတ်ရိုက်တွေ့ပြီးဆွေးနွေးလို့ရမှာတဲ့ ပြီးတော့ရှိသေးတယ်အဲ့ပွဲမှာလာပြီးတော့လေတောင်းလျှောက်တဲ့သူတွေအကုန်လုံးလေပြီးတော့ air ticket ကလည်း1 week ပြီးတော့မှ visa validity fee ကလည်း 15% off တောင်ပေးတာဒီတက်ဆိုင်ရာအကြောင်းတွေကလည်းဒီ exclusive offer တွေလည်းရမယ့်အပြင်မှာ register for ကြည့်ထားတဲ့သူတွေအကုန်လုံးကိုလည်းလေ lucky draw တွေ case set တွေလည်းပြီးဦးမှာတဲ့ ဒီမှာရေးထားသေးတယ်နိုင်ငံတွေကလေစင်ကာပူလည်းပါတယ်ထိုင်းလန်လည်းပါတယ်ဗီယက်နမ်လည်းပါတယ်ဂျာမနီလည်းပါတယ်ဆိုတော့နောက်သွားချင်းနိုင်ငံတွေကုန်ပါတယ်ဟဲ့တိလား ဟုတ်တယ်။ညနောက်သွားတဲ့နိုင်ငံလေးပါတယ်လေ။ Vietnam တို့ဒါမနီတို့ ဟုတ်တယ် ဟုတ်ပါတယ်။စင်ကာပူ၊ထိုင်းလန်၊ဗီယက်နမ်၊ဂျာမနီအစရှိတဲ့နိုင်ငံတွေမှာဗီဇာချင်းတွေဘယ်လိုရှိလဲ။ကြောင်းချက်ထားတဲ့အခါမှာလည်းဘာတွေလိုအပ်လဲဆိုတာတွေကိုတနေရာထဲမှာအကုန်လေ့လာသိရှိခွင့်ရမှာပါ။ ဟုတ်ပါတယ်ရှင်အဲ့နိုင်ငံတွေမှာကြောင်းတက်ပြီးတော့part time လုပ်လို့ခွင့်ဘယ်လောက်ရရှိနိုင်မလဲကြောင်းပြီးတဲ့အခါမှာ post study work visa ဘယ်လောက်ကြာရရှိနိုင်မလဲနောက်ပြီးလို့ရှိရင်သူတို့ရဲ့ career opportunity နဲ့ပတ်သက်ပြီးတော့နိုင်ငံတိုင်းနိုင်ရှိပြီးတော့လေ့လာခွင့်ရရှိနိုင်မှာပဲဖြစ်ပါတယ်ရှင်ဒီ education fair မှာဆိုရင်စင်ကာပူထိုင်းရန်ဗီယက်နမ်ဂျာမနီစတဲ့နိုင်ငံတွေရဲ့ပညာရေးစနစ်တွေကျောင်းသားကားနဲ့ကုန်ကြစည်တွေရှောင်ထားနိုင်မယ့် intake တွေနဲ့ကျောင်းသားတွေအတွက်အလုပ်ကိုင်အခွင့်အလမ်းတွေကိုလည်းအသေးစိတ်လေ့လာနိုင်မှာဖြစ်ပါတယ်ခွင့်ရသားသမီးကိုနိုင်ငံသားကိုပညာသင်နှုတ်ပိုစဉ်းစားနေတဲ့မိဘတွေအနေနဲ့လည်းဒီပွဲလေးမှာဆိုလို့ရှိရင်ကျောင်းရဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကျွမ်းကျင် education consultant တွေနဲ့တွေ့ဆုံမြင်ကွင်းကိုရရှိမှာပဲဖြစ်ပါတယ် စင်ကာပူ၊ထိုင်းလန် ဗီယက်နမ်နဲ့ဂျာမနီနိုင်ငံအစရှိတဲ့နိုင်ငံတွေမှာရှိတဲ့နာမည်ကြီး University တွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုအသေးစိတ်စုံစုံလင်လင်နဲ့တနေရာထဲမှာသိရှိခွင့်ရမယ့်အခွင့်အရေးကြီးဖြစ်တာကြောင့်မို့လို့ခုပဲ register လုပ်လိုက်တော့နော်